ဖုံဖုံဖေဟာတပည့်တော်တို့အမေကတခါတလေတပည့်တော်တို့ကိုကျင်းစာတိုက်ဆဲဆိုတတ်ပါတယ်တပည့်တော်တို့ကအမေကိုဘယ်လိုမှသဘောမထားပါဘူးအဲ့ဒီတော့တပည့်တော်တို့မှာအပြစ်ရှိအပြစ်သက်ရောက်ပါသလားဖေဟာဖြေကြပြီးတော့မူပါဆိုပြီးတော့ဟိန်းဆိုတဲ့အကောင့်ပိုင်ရှင်ကကိုကောင်းဖို့ကအဓိကဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလေးရေးပို့ထားတယ်ဟုတ်ပါတယ်မိဘတွေကသားသမီးတွေကိုအလိုမကျဖြစ်တဲ့တော်တော်ကိုစိတ်ဆိုးတာတဲ့အခါဘာဖြစ်ပါစေညာဖြစ်ပါစေဆိုပြီးတော့ကျိန်းစာတွေတိုက်တတ်ကြတယ်သားသမီးမှမဟုတ်ပါဘူးအကျင့်ပါနေတဲ့သူကသူ့အကျင့်တိုင်းဘသူနဲ့ဖြစ်ဖြစ်ကျိန်းစာတိုက်တတ်တဲ့အကျင့်တိုင်းကျိန်းစာတိုက်တော်တာပါပဲအဲ့လိုအမေကကျိန်းစာတိုက်တဲ့အခါအမေကိုဘယ်လိုမှသဘောမထားပါဘူးဆိုပေမဲ့သူ့ဘာသာတိုက်မတိုက်ငါတို့ကဘာမှမဖြစ်ပါဘူးဆိုပြီးတော့နေမြဲသွားမြဲစားမြဲအတိုင်းတော့လဲမနေစေချင်ပါဘူးတို့အမေတို့ကြောင့်စိတ်တွေဆိုးနေပြီတို့ကိုအားမရလို့ဆဲဆိုနေပြီတို့အမေတို့ကြောင့်ဆင်းရဲနေပြီတို့ပြင်ရမယ်တို့စီကန်းမရှိလို့အမေကကျင်းစာတိုက်တာဆိုရင်တို့စီကန်းရှိအောင်နေမယ်တို့ကပြင်းနေလို့အမေကမပြင်းစေခြင်းလို့ကျင်းစာတိုက်တာဆိုရင်တို့မပြင်းအောင်နေထိုင်ရမယ်တို့အတိမရှိလို့အမေကတို့ကိုကောင်းစေခြင်းလို့ကျင်းစာတိုက်တာဆိုရင်တို့ကောင်းအောင်နေကြမယ်ဆိုပြီးတော့ကိုပြင်းပြီးတော့နေကြဖို့လိုပါတယ်အမေကသားသမီးတွေကိုကျင်းစာတိုက်ပြီးပြောတယ်ဆိုတာကကျင်းစာတိုက်တာဆိုတာကတော့သူ့အကျင့်ဖြစ်နေတော့လို့သူ့ဝတိဖြစ်နေပြီမို့ကျင်းစာတိုက်တာပါကျင်းစာတိုက်ရခြင်းအဓိကကတော့သားသမီးတွေကိုကောင်းစေခြင်းလို့ပါသူ့ကျင်းစာအတိုင်းတကယ်သားသမီးတွေဖြစ်စေခြင်းလို့တော့ဟုတ်မယ်မဟုတ်ပါဘူးကရုဏာဒေါသဆိုတဲ့အတိုင်းသားသမီးတွေကိုကောင်းစေခြင်းလို့သားသမီးတွေလောကမှာအောက်ကျနောက်ကျဖြစ်မှစိုးပြီးတနာတဲ့ကရုဏာဒေါသနဲ့သူအကျင့်ပါနေတဲ့အတိုင်းသူ့စရိုက်အတိုင်းကျင်းစာတိုက်တာပါအဲ့ဒီအကျင့်ကလည်းသူများတွေစီကနေသူမြင်ပြီးတော့ကြားပြီးတော့သူ့မှာသတိတီးလာခဲ့လို့ပါပြောချင်တာကတော့အမေဟာသူငယ်ကလေးကဖြစ်သူများတွေကျင်းစာတိုက်တာဆိုတာတွေကိုမြင်ခဲ့ရကြားခဲ့ရတွေကနေသူ့စိတ်မှာသတိတီးစွဲယူလာပြီးတော့သူ့မှာအဲ့ဒါလိုကျင်းစာတိုက်တဲ့အကျင့်ကြီးဖြစ်နေတာပါအဲ့ဒါသူ့အကျင့်ပေါ့ဒီတော့ပြောချင်တာကအဲ့ဒီကျင်းစာတိုက်တတ်တဲ့အမေကိုကျင်းစာတိုက်တဲ့အကျင့်ပြောက်အောင်ခဏမတိုက်ရအောင်သားသမီးတွေကမိဘအလိုကျစိတ်ချမ်းသာအောင်နေကြမယ်ဆိုရင်မိခင်ဖြစ်သူလဲကျင်းစာတိုက်တဲ့အကျင့်နေပါလာရာကနေပျောက်သွားနိုင်မှာလို့မြင်မိပါတယ်တပည့်တော်တို့မှာအပြစ်ရှိအပြစ်သက်ရောက်ပါသလားဖေဟာဆိုပြီးတော့မေးထားပါတယ်အမေကမိုးချိုးပြစ်ပါစေလို့ကျင်းစာတိုက်လို့တော့သေချာပေါက်မိုးချိုးပြစ်မှာမဟုတ်တော့ပါဘူးမွေကြိုက်ပါစေဆိုလို့လဲသေချာပေါက်မွေကကြိုက်ခံရမယ်မထင်ပါဘူးသို့ပေမဲ့အမေကခဏကိုမလိမ္မာလို့ကျင်းစာတွေအတိုက်ခံနေရတယ်ဆိုရင်မကောင်းပါဘူးလူကြားလို့လည်းမကောင်းဘူးဝန်းကျင်ကလည်းအထင်သေးကြမှာပေါ့ဒီတော့အမေကျင်းစာအတိုက်မခံရအောင်တော့ကြိုးစားပြီးတော့ကောင်းအောင်လိမ္မာအောင်ယဉ်ကျေးအောင်တော်အောင်နေထိုင်ကြစေချင်ပါတယ်အမေကိုလည်းကျင်းစာတွေခဏမတိုက်အောင်ချော့မော့ပြောဆိုကြသလိုသမီးတို့သားတို့ကလည်းအမေဖြစ်စေခြင်းတို့ဖြစ်အောင်နေပါမယ်ထိုင်ပါမယ်အမေစသည်ဖြင့်ကိုကလည်းပြုပြင်အမေကိုလည်းချော့မော့ပြီးတော့တကယ်လဲအမေခဏကျင်းစာမတိုက်ရအောင်နေထိုင်ကြမယ်ပြုပြင်ကြမယ်ဆိုရင်တော့အလွန်ကောင်းတဲ့မိသားစုလေးဖြစ်လာမှာပေါ့အဲ့လိုလေးဖြစ်အောင်လောက်ကြနေကြဖို့လဲတိုက်တွန်းခဲ့ချင်ပါတယ်တစ်ခါနှစ်ခါတစ်လနှစ်လတစ်နှစ်နှစ်နှစ်နဲ့တော့လဲအမေအချင်းကပျောက်သွားမှာတော့မဟုတ်ဘူးပေါ့ဒါပေမဲ့မကောင်းတဲ့အကျင့်တစ်ခုကလည်းတဖြည်းဖြည်းနဲ့ကျင့်ရင်းနဲ့ဆွဲလာသလိုကောင်းတဲ့အကျင့်ဆိုတာကလည်းတဖြည်းဖြည်းနဲ့ဆွဲလာပြီးမှပြောင်းလာနိုင်တာပါပဲမိဘကျေးဇူးဆိုတာငွေတွေနဲ့ဘလောက်ဆက်ပြုစုမှုတွေနဲ့ဘလောက်ဆက်ကြည်တယ်လို့မရှိဘူးတဲ့
ဒါပေမဲ့ယုံကြည်မှုနည်းနေတဲ့မိဘကိုယုံကြည်မှုတွေများပြားလာအောင်ကိုကျင်တရားမကောင်းတဲ့မိဘကိုကိုကျင်တရားတွေကောင်းလာအောင်စွန့်ကြဲမှုမရှိတဲ့မိဘကိုစွန့်ကြဲမှုတွေရှိလာအောင်ပညာမရှိတဲ့မိဘကိုပညာတွေတိုးပွားလာအောင်လုပ်ပေးနိုင်တဲ့သားသမီးဟာမိဘကျေးဇူးကြေးအောင်ဆက်နိုင်တဲ့သားသမီးဖြစ်တယ်တဲ့ဒီတော့ပြောချင်တာကတော့ကိုကိုစိတ်တိုင်းမကြတိုင်းဆဲဆိုကျိန်စာတိုက်နေတဲ့အမေကိုအမေလဲကျိန်စာတိုက်တာတွေနေပါသွားအောင်နောက်ဆုံးပျောက်ပြက်သွားအောင်ပြောဆိုလို့တသွဲချော့မော်ပြီးအကြောင်းအမျိုးမျိုးပြလို့တမျိုးကိုယ်တိုင်ကလည်းအမေစိတ်ချမ်းသာအောင်ကျိန်စာမတိုက်ရအောင်နေထိုင်ကြမယ်ဆိုရင်ကိုယ်လဲလိမ်မာတိုးတက်အမေလဲကောင်းဆိုရင်သားရွှေအိုးထမ်းလာတဲ့ကိန်းဆိုင်ကြမှာမဟုတ်လားလို့ပြောရင်းနဲ့ညီကုန်းချုပ်ချင်ပါတယ်အားလုံးအသိမှန်အမြင်မှန်များဖြင့်ဘဝကိုအကောင်းဆုံးဖြတ်သန်းနိုင်ကြပါစေလို့ဆန္ဒပြုရင်းညီကုန်းချုပ်လိုက်ပါတယ်